video ကစနေပြီလားလူတော်များများကကျွန်တော်ဒီ social media account တွေကျွန်တော်တို့စပြီးတော့ဖွင့်မယ်ဆိုရင်သူတို့ထိတ်ဆုံးအနေနဲ့ကိုယ်တိုင်မဖွင့်ဖို့မကြိုးစားဘဲနဲ့အရင်ဆုံးဆိုင်ကိုပြေးတယ်ပေါ့နော်သူတို့ထင်နေကြတာကတော့ကျွန်တော်တို့ဒီလိုမျိုး social media account တွေကိုဖွင့်ရတာခက်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော် Telegram account ဖွင့်တဲ့နည်းကိုပြောပြပေးသွားမှာပါဘယ်လောက်ထိလွယ်လဲဆိုတော့ကျွန်တော်ကလေးတောင်ကျွန်တော်ဖွင့်တတ်မယ်လို့ကျွန်တော်ထင်တယ် channel လည်းကျွန်တော် subscribe နေပေးခဲ့ဖို့မမေ့ပါနဲ့ကြတာဆိုင်တော့ကျွန်တော်တို့ let's go Okay ဒါဆိုရင်ကျွန်တော် Telegram account စဖွင့်မှာပေါ့နော် Telegram account မဖွင့်ခင်မှာအရင်ဆုံးနေတာ brother ဘာလို့ရမလဲဆိုတော့ကျွန်တော်ဒီမှာပြောစရာလေးရှိရပါတော့ဒီ Telegram account ကိုဖွင့်မဲ့ဖုန်းနံပါတ်နဲ့ကျွန်တော်အရင်ဆုံးအနေနဲ့ကျွန်တော် Viber account ကိုအရင်ဆုံးဖွင့်လိုက်မယ်ပေါ့နော်ဘာလို့ကျွန်တော်ဖွင့်ခိုင်းထားလိုက်လဲဆိုတော့ဒီနောက်ပိုင်းကကျွန်တော်တို့ဒီ Viber ဖုန်းနံပါတ်ထဲကိုသူကကုတ်နံပါတ်လေးပို့ပေးလာတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့ဒီ Telegram account ကိုဖွင့်မဲ့ဖုန်းနံပါတ်နဲ့ကျွန်တော်တို့ Viber account အရင်ဆုံးဖွင့်လိုက်မယ်ပေါ့နော်အကယ်၍ Viber account မဖွင့်မဲ့နဲ့ဖွင့်လို့မရဘူးလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးကျွန်တော်ဒီမှာလွယ်အောင်လို့ပေါ့နော် Viber account ထဲကိုကျွန်တော်တို့ကုတ်ပို့ပေးလာတဲ့အတွက်ကြောင့်မလို့ဖွင့်ခိုင်းထားတာပါဆိုတော့ကျွန်တော်စဖွင့်လို့ရပြီပေါ့နော်ထိဆုံးနေနေဆိုရင် brother VPN ခံထားရင် VPN အကုန်လုံးဖြုတ်လိုက်မယ် VPN ဖြုတ်ပြီးပြီဆိုတော့ကျွန်တော်ဒီနေရာမှာစဖွင့်မယ်ဆိုတော့ကျွန်တော်ဒီမှာမြန်မာဆိုပြီးရွေးကြမလို့အောက်မှာကျွန်တော် +95 လေးကျွန်တော်ထည့်လိုက်မယ်ဆိုရင်တော့မြန်မာလန်လေးအပေါ်မှာပေါ်နေပြီဘေးမှာကကျွန်တော်9ပဲကျွန်တော်ထည့်လိုက်မယ်ပေါ့နော် +959 ဖြစ်သွားပြီဆိုတော့တုံညတွေပါလေကျွန်တော်ထည့်စရာမလိုပါဘူးပြီးရင်ကိုယ့်ရဲ့ဖုန်းနံပါတ်လေးကိုကျွန်တော်တေးတေးချာချာလေးထည့်လိုက်မယ်ကျို့ဆက်သွားလိုက်မယ်ဆိုရင် brother ဒီမှာမြင်တဲ့အတိုင်းပဲဘာ email လေးကျွန်တော်ဖွင့်ပါလဲလို့သူပြောထားပါနော်ဆိုတော့ကျွန်တော်ဒီနေရာမှာကိုယ့်ရဲ့ Gmail လေးကိုကျွန်တော်လာထည့်လိုက်မယ်ပေါ့နော် Gmail account လည်းကျွန်တော်ထည့်ပြီးပြီဆိုရင်ပြီးရင်ကျွန်တော်တို့ရှေ့ကိုဆက်သွားလိုက်မယ်ဆက်သွားပြီဆိုရင်တော့ brother ဒီမှာမြင်တဲ့အတိုင်းပဲ Gmail ထဲမှာကျွန်တော်ကုတ်လေးကြလာမယ်ဆိုတော့ဒီမှာမြင်တဲ့အတိုင်းပဲဒီမှာကျွန်တော်ကုတ်နံပါတ်လေးကြားလာပြီဒီကောင်လေးကိုကျွန်တော်ယူပြီးတော့ဒီမှာလာထည့်လိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီကိုဖွင့်ထားခဲ့တဲ့ဖုန်းနံပါတ်မှာကျွန်တော်သူကကုတ်ပို့ပေးမယ်ပေါ့နော်ကုတ်ပို့ဖို့အတွက်တော့သူကတခါတည်းဖုန်းခေါ်တာတွေရှိတယ်ဆိုတော့ဖုန်းကုတ်မှဆိုရင်တော့တခါတည်းကျွန်တော်ကင်ပြီးတော့ဒီသူပြောတဲ့ကုတ်နံပါတ်တွေကိုရိုက်ထည့်အောင်ပဲပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော် Viber account ဖွင့်ထားတာဖြစ်တဲ့အတွက်သူက Viber ထဲကိုကုတ်လေးပို့ပေးလိုက်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော် Viber account ကျွန်တော်ဖွင့်ခိုင်းထားတာရင်ဆုံးဆိုတော့ကျွန်တော် Viber ထဲဝင်ပြီးတော့တခါတည်းထည့်ရုံပဲပေါ့နော်ဆိုတော့ကျွန်တော် Viber ထဲမှာဒီမှာ Android message ထဲမှာပေါ့နော်ဒီမှာ business inbox ထဲဝင်လိုက်မယ်ဆိုရင်တော့ Starlet ပါနဲ့သူကကုတ်လေးပို့ပေးလာတယ်ပေါ့နော်ဒီမှာ46859ဆိုပြီးတော့ကုတ်ပို့ပေးလာတယ်ဆိုတော့ကျွန်တော် Telegram ထဲမှာကျွန်တော်တစ်ချက်သွားထိလိုက်မယ်ပေါ့နော်ဆိုတော့ brother ဒီမှာမြင်တဲ့အတိုင်းပဲ account ကတော့ရသွားပြီပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကိုထားခြင်းတဲ့နာမည်ကိုထည့်ရုံပဲပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ account ကပွင့်ပြီးတော်တော်လေးကိုမိုက်တယ်တော်တော်လေးလည်းဖွင့်ရတာတော်တော်လေးကိုလွယ်တယ်ကျွန်တော် brother လည်းလက်တွေ့ကိုကျွန်တော်ဖွင့်ပြပြီးတော့ account ဖွင့်တဲ့လူတွေလည်းအားလုံးအဆင်ပြေကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော် Telegram account တော့ကျွန်တော်ဖွင့်ပြီးပြီဒီထဲမှာကျွန်တော် Binance account ထည့်ပြီးတော့ကျွန်တော်တို့ဖွင့်ချင်တဲ့လူပါတယ်ဆိုရင်တော့ကျွန်တော်အခုပြထားတဲ့ video လေးကိုတော့ကြည့်လိုက်ပါကျွန်တော်တို့အမှပြန်စကြမယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံး thanks for watching